ကဲ brother အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော် review လုပ်ပေးချင်တာကတော့ဒါ2013 Lego series ရပါတော့ဒီ 70404 King's Castle ပါသူရဲ့ set နာမည်ကတော့ရှင်းပါတယ်ရေးထားတဲ့အတိုင်းပဲပေါ့နော်သူက King's Castle ဖြစ်တယ်ဘုရင်နဲ့ပေါ့နော်ဘုရင်လေးပါမယ်နောက်ပြီးရင်ဒီ Lion သူတို့ကြတော့Lion Knights လို့ပဲခေါ်ရမလားအဲ့လိုပုံစံမျိုးပဲတော့ခေါ်လို့ရတယ်ဗျာသူတို့ရဲ့အဓိက trademark ကိုကြည့်လိုက်လို့ရှိရင်လည်းဒီမှာချင်းသေးပုံလေးနေပေါ့နော်ဒါမျိုးလေးတော့ရှိတယ်ဒါပေမဲ့သူကအရင်ထွက်ခဲ့တဲ့ Castle Fashion တွေနဲ့တော့သူကတီးတန့်ကွယ်ထွက်တဲ့ design မျိုးလေးသူကပို့ဖြစ်တယ်ပေါ့နော်ကျွန်တော်မြင်ပြောရရင် Castle series ထွက်သမျှအထဲမှာကျွန်တော် Black Falcon တွေပါကျွန်တော်မကြိုက်တယ်မို့ကျွန်တော်ကြိုက်တယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီ2013လဗျာ Bullet တွေစယူဝင်လာတဲ့အချိန်မှာကျွန်တော်အရန်သဘောကျခဲ့တဲ့ theme တစ်ခုလေးဖြစ်တယ်ပေါ့နော်ဒါအခုလက်ရှိမှာကျွန်တော်ဒါ official set လေးအနေနဲ့ကိုလက်ထဲရောက်လာတဲ့အတွက်လည်းဒါကျွန်တော်ပြောရရင်အရန်ခြေနဲ့ပြောရွှင်ခွင့်ရတဲ့ set တွေထဲမှာဒီ set ကတော့ပါဝင်ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ set လေးကို brother တို့ review လေးလုပ်ပေးတာအခုချိန်မှာဆိုရင်တော့ဒီ set လေးရဲ့ကာလာပေါက်ဈေးရဆိုရင်တော့ဒီ view ဆိုလို့ရှိရင်တော့ဒေါ်လာ200ဝန်းကျင်လောက်မှာသူကသွားပြီးရှိတယ်ပေါ့နော်အဲ့ထက်ပိုတာလေးပိုကောင်းပိုသွားနိုင်တာရှိပါတယ်အဓိကတော့ဒီသူတို့မှာဒီ plastic အလံလေးတွေဒါ3ဘက်ပေါ့နော်ဒါမျိုးပါဝင်တာရှိတယ်ဒီလိုမျိုးလေးတွေကပဲသူ့ရဲ့ set အပို့ပြီးတော့ကြွရွသွားစီရရှိတာပေါ့နော်အဓိကကာလာကတော့သူကအပြင်ပန်းကြည့်လိုက်လို့ရှိရင်သူကဒီ light gray color ပေါ့နော် light bluish gray လို့ပြောရအောင် light bluish gray color လေးနဲ့အဓိကဖွဲ့စည်းထားတဲ့ set လေးဖြစ်တယ်နောက်မကြိုက်တဲ့ချက်ပြောရလို့ရှိရင်တော့ဗျာဒီပြက်ပြက်နဲ့ castle လေးတွေပေါ့ကျွန်တော်တို့ဒီ2020နောက်ပိုင်းမှာထွက်တဲ့ castle လို့ castle structure တွေပေါ့ compact ဖြစ်တာမျိုးတိတ်ပြီးတော့မတွေ့ရဘူးသူကတော့ပြက်ပြက်လေးနဲ့1990လောက်ကပုံစံ design မျိုးပဲသူကပို့ပြီးတော့ရှိသေးတယ်ပေါ့နော်အဲ့တော့ဒီ castle လေးရဲ့အားနည်းချက်လို့ပဲကျွန်တော်ပြောမှာဆိုတော့အဓိက display လုပ်လို့ရှိရင်ဗျာဒီရှေ့မှာလည်း draw bridge ရှိပါတယ်နောက်ကလည်းသူက space ယူတဲ့ခါကျ display လုပ်ရတာနည်းနည်းလေးမှန်ပုံးတယ်ဆိုဆန့်မှုခက်တယ်ဆန့်သွားရင်တော့မှသူရှိမှဘာမှထပ်မရှိတော့ဘူးเนาะဒီလိုမျိုး display လုပ်ဖို့တော့နည်းနည်းပြဿနာရှိတယ်လို့ကျွန်တော်တွေးမိတယ်ပေါ့နော်အဲကျွန်တော် castle လေးကိုအပြင်မှာကျွန်တော်ပြောပြတာပါပါဝင်တဲ့အရာတွေဒီမှာမြင်းလေးလည်းပါမယ်ဘရင်နဲ့ဒီဘက်ကစစ်သား nice တယောက်ပါမယ်စစ်သားလေး2ယောက်ပါမယ်เนาะဒီဘက်ကသူတို့လာတိုက်တဲ့ဒီ dragon knight လေး3ကောင်ပါမယ်သူတို့ရဲ့ဒီဟောပေါ့ဘယ်လိုခေါ်လဲလောက်လွဲလို့ခေါ်တဲ့ဟာမျိုးပေါ့နော်ဒါမျိုးလေးတစ်ခုပါတယ်ပေါ့နော်ဒါလေးကိုမှကျွန်တော်တို့ရဲ့နန်းတော်လေးကနေပြီးတော့ခုခံတိုက်ခိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ mini figure လေးကိုအရင်ဆုံးကြည့်လိုက်ရအောင်ကျွန်တော်တို့ mini figure ပိုင်းအောင်သွားမယ်ဆိုအရင်ဆုံးတော့ဒါကတော့ဘရင်လေးပေါ့နော်သူကလည်းဒါကပြောရလို့ရှိရင်တော့ဒီ Lego မှာတော်တော်လေး rare ဖြစ်ပြီးတော့ဒါဈေးတန်းတစ်ခုရှိတဲ့ mini figure တစ်ကောင်လို့ကျွန်တော်ပြောလို့ရတယ်အဓိကတော့သူကဒီ set တစ်ခုမှာပဲပါဝင်တာဖြစ်တယ်ပေါ့နော်ဒီနောက်ထပ်ဒီတခြား set တွေမှာ set သေးတစ်ခုမှာပါလာမလို့ကျွန်တော်သိတယ်မသိဘူး sorry ပါဒါပေမဲ့ဒီ set အဓိကတော့ဒီ set တွေမှာပဲပါဝင်တယ်ဒီ theme ကလည်းတစ်နှစ်ပဲထွက်ခဲ့ပြင်ပြောက်သွားတာဖြစ်တဲ့အတွက်သူ့ရဲ့ဈေးလုံးတွေကတော်တော်လေးတော့အခုချိန်မှာဆိုရင်တော့မြောက်နေပေါ့နော်8000ဝန်းကျင်လောက်ရှိတယ်အဓိကသူ့ကိုကြည့်လိုက်မှဆိုရင်သူကဆွဲကြိုးလေးနဲ့သူ့ရဲ့တော်ဆိုတယ်တော်တော်လေးဒီဒေးကြတယ်ဗျာပြီးရင်အရင်ခေတ်ကဘုရင်တွေဝတ်ကြတယ်လို့မျိုးတော်ဝင်မျိုးတွေဝတ်တယ်လို့မျိုးဒါသားမွေးနဲ့အဲ့လိုကုတ်ထဲနဲ့သူ့ရဲ့တော်ဆိုမှာကဒီဒေး printing ကတအားဒီဒေးကြတယ်ပေါ့နော်ပြီးရင်သူ့ရဲ့လက်မောင်းလေးတွေကဒီမှာပြန်နှုတ်ရောင်လေးနဲ့အဲ့တော့ဒီလိုအရောင်လေးတွေကပြောရင်အရောင်လေးပြက်လွယ်တယ်ဆိုတော့ဒီလိုအရောင်ကောင်းကောင်းလေးမှာရှာဖို့တော်တော်လေးခက်တယ် mini figure လို့ကျွန်တော်ပြောချင်တယ်ပြီးရင်သူ့ရဲ့ဒီမှာခါးနေရတယ်ဒီဘက်နေရတယ်ဒါမျိုးတွေသူကအကုန်လုံး printing နေပါတယ်ဗောနော်အဲ့တော့သူကလည်းသူတော်တော်လေးအထာကျတဲ့ figure တစ်ကောင်ပေါ့သူ့မှာပြီးရွှေဓာတ်လေးနဲ့ပဲအဲ့လေနောက်ပြီးတော့ရင်တော့ဒီဘက်မှာဆိုရင်တော့ nice လေးပါတယ်ဗောနော် sorry ပါ nice လေးကတော့ဒါကတော့ကျွန်တော်တို့ဟိုးရင်ဒီဘူလက်တွေစုတယ်ဆိုရင်လည်းကျွန်တော်မြင်ဘူးလိမ့်မယ်ကျွန်တော်ကအကြောင်းရှိမှာလာရောက်လာအဲ့ဒါ Living brand လားမသိအဲ့ဒီမှာတော်တော်မြင်ဘူးတဲ့ nice လေးဗောနော်ဒါ Lego မှာတော်တော်လေးကျွန်တော်တို့ဒီဘက်ဒီ Lion Knight တွေပါပြန်မထွက်လာခင်အထိဆိုရင်တော်တော်လူကြိုက်များတဲ့ nice mini figure တစ်ကောင်ဖြစ်တယ်ဗောနော်သူ့မှာဆိုတော့ဒီလိုမျိုး long ချီတစ်ခုပါမယ်ချီကိုအရှည်သားလေးနဲ့ဒီမှာလည်းသူ့ရဲ့ဒီတစ်စိတ်ကိုထွင်းလာတယ်ဗောနော်ထင်းသေးရုပ်ရဲ့တရဖူရဲ့ထွင်းလာတယ်သူ့ရဲ့ mini figure အထိုင်အသက်တော်နည်းနည်းကြီးဒီရုပ်တွေကဗောနော်အဲ့လိုမျိုးတကယ်လည်းအရုပ်ကတော့အသက်ကြီးသွားပြီဗောနော်ကျွန်တော်တို့ခု2026ဆိုရင်တော့ဒီကောင်ထွက်ခဲ့တာ73နှစ်ဝန်းကျင်လောက်ရှိသွားပြီဗောနော်ဒါတော်တော်လေးတက်တန်းရှိသွားတဲ့ Lego set လေးတစ်ခုလည်းဖြစ်တယ်ဗောနော်ပြီးတော့ကျွန်တော်ဒီမှာဒါလေးကရိုးရိုးဒီကဟောလေးတွေဗောနော်မျိုး nice လေးတွေကားလေးတွေဗောနော်ဒါမျိုးလေးတွေပါတယ်သူကတုံးထားတာတော့ဒါကဟောဗော saver အောင်မှ pearl saver တော့မဟုတ်ဘူးဒါဘယ်လိုခေါ်လဲမသိဘူးအဲ့လို saver ရောင်တစ်မျိုးနောက်ပိုင်းထွက်တဲ့ helmet တွေနဲ့မတူပြန်အောင်သူက saver အောင်မှအဲ့လို bright saver ဗောနော်အဲ့လိုတောက်ပြောင်လေးနဲ့တော်တော်လေးတော့လှတယ်ဗောနော်ဒီမှာနောက်ထပ်သူကမြားသမားလေးတစ်ကောင်ပါမယ်တော့ဒါနန်းတော်ကနေမြားနေပြစ်ချတယ်ဗောဒါမျိုးလေးသူကလုပ်လို့ရတယ်နောက်ပြီးသွားရင်တော့ဒီမှာဒါကတော့ dragon knight ထဲက
night လေးပေါ့နော်သူဥဆောင်လာတာပေါ့နော်သူ့ရဲ့ရုပ်တွေကဒီလိုမျိုးလေးသူကလူဆိုးလေးဆိုတည်တယ်နည်းရုပ်ဆိုးတာပေါ့စိတ်ဆိုးတဲ့ face expression တွေလည်းပါတယ်သူက double sided print နဲ့ပေါ့နော်ပြီးရင်ဒီမှာသူ့ရဲ့ lionize ရဲ့ she လေးတစ်ခုပါတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်ဒီဘက်မှာဒါလေးကတော့ကျွန်တော်တို့ဒါဒီ lionize ဟောfood ဆိုကြလေးပေါ့နော်ဒါပုံမှန်စစ်သားလေးပါတယ်သူကတော့ဒါချင်းကျိုးနဲ့ဒါဒီလိုပုံဘယ်လိုခေါ်လဲကျွန်တော်မသိဘူး nan check လို့ပုံစံမျိုးလားနောက်ပြီးတော့ပစိန်နဲ့ကောင်နောက်ထပ်တစ်ကောင်ထပ်ပြီးတော့ပါဝင်တယ်ပေါ့နော်သူကတော့ left မှာ printing ပါတယ်ခုန night လေးလိုပဲပြီးရင်ကျွန်တော်တို့ဒါမြင်းလေးပေါ့နော်မြင်းကကျွန်တော်အရင်လိုတော့မဟုတ်တော့ဒါလေးချေမြောက်လို့ရတဲ့မြင်းဖြူလေးဖြစ်တယ်ဒီမြင်းဖြူကတော့စေးသားနည်းနည်းလေးပြတ်နေနိုင်တယ်သူကကောင်းပါသေးတယ်အဓိကဗျာဒီဟာလေးတွေရေရှည်စွတ်ထားမယ်ဆိုလို့ရှိရင်ဒီမြင်းလေးတွေရဲ့စေးသားပြတ်တတ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဒီလိုမျိုးစုရပါလိုက်ဆိုရင်တော့ဒါသတိပြုစရာအချက်လေးပါကျွန်တော်ထည့်ပြီးပြောပြကျွန်တော်ဒီမှာတရုတ်ကတော့မြင်းဖြူတရုတ်ကတော့လက်သွားတယ်ပေါ့နော်အဓိကတက်လိုက်ဖြုတ်လိုက်များတော့အဲ့မြင်းမျက်လုံးတွေကဒီစေးသားလေးပြတ်သွားတာပေါ့နော်ဒါမျိုးလေးရှိတယ်ဒါကတော့ကျွန်တော်တို့ဒီမှာတော်တော်ကောင်းတဲ့ condition လေးနဲ့ကျွန်တော်မြင်ရတာပေါ့နော်ရွှေရောင်းနဲ့လက်နေရတယ်ဒီလိုမျိုးလေးရှိတယ်ဒါဒီမြင်းလေးအာမာနဲ့မြင်းလေးတစ်ကောင်ပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ဖက်မှာဒါ tribute လားအဲ့လိုမျိုးခေါ်တဲ့ဟာလောက်လွဲပေါ့ဗျာဒါမျိုးလေးတစ်ခုပါဆိုတော့ဒီလိုတင်လိုက်ရင်ပြစ်လို့ရတယ်ပေါ့ဒီလို play feature လေးတွေသူကပါဝင်တယ်ပေါ့နော်အလံလေးပါမယ်ဘေးမှာဆိုရှီးလေးပါမယ်ဒါမျိုးလေးရှိတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ပါဝင်တဲ့ mini figure လေးတွေရဲ့သူတို့ရဲ့ vehicle လေးတွေမြင်းလေးတွေကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်။နောက်လေးကိုကျွန်တော်ကြည့်လိုက်လို့ရှိရင်ဒီရှေ့မှာဒါ draw bridge လေးနဲ့မြင်ရတာပေါ့နော်။ဒီ draw bridge လေးကလည်းကျွန်တော်တို့အထုပ်သိမ်းကျွန်တော်တို့လုပ်လို့ရတယ်။ပြီးရင်ကြည့်လိုက် brother ဒီအထက်မှာတွေ့လား။ကျွန်တော် print ထုတ်ထားတဲ့တကားတစ်ချက်ပါတယ်။အဲ့ဒီတကားလေးကလည်းကျွန်တော်တို့ဒီအပေါ်နေရာလေးကကျွန်တော်အထုပ်သိမ်းလုပ်လို့ရတယ်။ဒီမှာသူကဒီ mount တန်လေးဟိုလုပ်ဖို့ပါတယ်ပေါ့နော်။အဲ့တော့ဒီမှာဒါမျိုးလေးလုပ်မယ်။ဒါဆိုရင်ဒါတကားပြင်ပြီးသိမ်းပြီပေါ့နော်။သိမ်းပြီးသွားရင်ကျွန်တော်တို့ကဒီအပေါ်နားလေးမှာရှိတယ်ဒီမှာဒီ point လေးကိုကျွန်တော်တို့ဒီမှာကျွန်တော်ပြပေးမယ်ဒီနေရာလေးပေါ့နော်ဒီအပေါ်နားလေးကနေကျွန်တော်ပြင်ထိန်းထားလို့ရတယ်ဒါမျိုးလေးထိန်းထားလို့ရတယ်ပေါ့နော်ကျွန်တော်ရပြီ okay ဒီမျိုးလေးထိန်းပြီးတော့တကားကိုလည်းအထုတ်သွင်းလုပ်လို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့ဒီရှေ့ချမ်းလက်တော့ရှေ့ချမ်းလေးကိုမြင်ရတာပေါ့နော်အတွင်းမှာလေးကျွန်တော်လိုက်ရှိုးအောင်ဒါကတော့ကျွန်တော် compartment လေးကျွန်တော်ခွဲထားတာပေါ့နော်အထူးကသူကဟိုတချို့ကားစိတ်လိုမျိုး hinge တွေပိုင်းနေတော့သူကခွဲထုတ်လိုက်လို့မရဘူးသူကပြောရရင်ဒီ2009မှာထွက်ခဲ့တဲ့ King Siege Castle ပုံစံမျိုးသူကပို့ဆန်တယ်ဒီမှာကျွန်တော်မြင် technique joint လေးနဲ့သူကတစ်ခုနဲ့တစ်ခုဆက်ထားတာပေါ့နော်အဲ့တော့ကျွန်တော်က review လုပ်တဲ့နေရာမှာတော့နည်းလေးပို့ပြီးလွယ်ကူအောင်ကျွန်တော်ခွဲထားလိုက်တာဖြစ်တယ်ဒီဒါကအဓိကကျွန်တော်တို့ main gate ပေါ့နော် main gate ကိုကျွန်တော် set ကိုဝယ်မယ်ဆိုလို့ရှိရင်သူကဒီ main gate ပါတဲ့ဒီဘူးအထုပ်မှာဆိုလို့ရှိရင်သူကဒီ mini figure လေသူအကုန်လုံးပါဝင်တယ်ပေါ့နော်အဲ့တော့တစ်ခါတည်းကျွန်တော်တို့ second hand market မှာဆိုရင်ရီရတာဒီ main gate ပါတဲ့အထုပ်ကြီးကပြောင်းနေတယ်ကျန်တဲ့အထုပ်တွေအကုန်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးရောင်းတာတွေ့ရတယ်ပေါ့နော်အဓိကအဲ့ဒီ mini figure တွေအကုန်ပါပါဗျာကျန်တဲ့ဟာတွေကဆက်လို့ရပါမယ်လေသူ့လောက်ကအရေးမကြီးဘူးပေါ့နော်အဲ့တော့ဒီ gate လေးကဒါတော်တော်လေးရည်ကြီးအစိပ်ပိုင်းဖြစ်တယ်သူ့ရဲ့ဆက်ရတဲ့အထဲမှာလည်းသူက technique အပြင်နည်းနည်းလေးရှုပ်တဲ့အထဲပါတယ်ပေါ့နော်ဒီမှာဒီအတွင်းပိုင်းကဒီတကားတွေတက်ရတာပါဆိုတာတော်တော်လေးလက်ဝင်တဲ့အစိပ်ပိုင်းတစ်ခုလေးဖြစ်တယ်ပေါ့နော်ဒီမှာကျွန်တော်တို့မြင်ရမှာတော့ဒီမှာအတွင်းမှာဆိုလည်းမီးတိုင်လေးပါမယ်ဒီမှာတနက်လေးထိထားပြီးမြင်ရတယ်ပေါ့နော်ကျွန်တော်ကဟိုလုံးဝအစ်စ်ဒီမဟုတ်တော့ချုပ် piece လေးရနည်းနည်းလေးကွဲနေလေးရှိတယ်ပေါ့နော်ဒါကကျွန်တော် main gate ကိုမြင်ရတဲ့အပိုင်းဖြစ်ပါတယ်နောက်ပြီးသွားရင်ကျွန်တော်တို့ကဒါအတွင်းဘက်ကဒီလိုထောင်ချိုးလေးတွေပေါ့နော်ဒီလိုထောင်ချိုးလေးတွေနှစ်ခုပါတယ်ဒီမှာလှေကားတက်လို့ရတဲ့ဟာလေးပါတယ်ပေါ့နော်ဒါကနောက်ထပ်လားတဲ့တိုင်တူတစ်ခုမှလည်းတူတူပဲသူကကျွန်တော်ဘယ်ဘက်မှာတက်ပေါ့နော်ဒါပေမဲ့သူ့ဘက်မှာဆိုရင်တော့ဒီမှာရေပုံးလေးတွေပါလေးနဲ့အဲ့လို micro feature လေးတွေကျွန်တော်ပါဝင်တယ်ပေါ့နော်ဒီလိုလေးရှိတယ်နောက်ပြီးသွားရင်ကျွန်တော်တို့ကဒါ king ရဲ့ဒီ throne room တွေပါတဲ့စိတ်ပိုင်းပေါ့နော်ဒီ compartment မှာဒီမှာ throne room တက်လေကားလေးပါမယ်ဒီမှာတကားလေးတွေဒီမှာအဲ့တကားကိုဖွင့်ဖို့တော့လေးပါတယ်ပေါ့နော်ဒီလိုမျိုးအသေးစိတ် feature တွေပါဝင်တဲ့ compartment တစ်ခုလေးဖြစ်တယ်ပေါ့နော်ဒီမှာတော့ throne room မှာဒီ king လေးကိုကျွန်တော်ထားလို့ရတယ်သူ့အတွက်ဒီမှာရေခွက်တွေပါနဲ့အဲ့လေအမျိုးလေးထားလို့ရတယ်ပေါ့နော်ဒါကတော့ဒီဘက် compartment အပိုင်းလေးဖြစ်ပါတယ်နောက်ပြီးသွားရင်တော့ကျွန်တော်တို့ဒီဘက်မှာဆိုရင်ဒါထုံးစံတိုင်းကားစေးတွေဝင် dungeon တွေပေါ့ dungeon တော့မဟုတ်သူကဒီမှာ Euro prison အသေးစားလေးပေါ့ဒါ 4 minute ပြင်အောက်ဘက်မှာပါတဲ့ဟာလေးရှိမယ်ဒီမှာဒူးလေးထားတဲ့နေရာတစ်ခုရှိမှာပေါ့နော်ဒါ defense tower လေးအသေးစားလေးပေါ့နောက်ပြီးသွားရင်တော့ဒီတော့ဒီမှာဒါလေးဒါရှေ့ချမ်းမှာထားတဲ့ဟာပေါ့နော်ဖားသားလေးမြင်လိုက်ပါခုနကသူကတော့ဒီမှာ play feature နေဆိုဒီလိုမျိုး feature လေးပေါ့ဒါမျိုးလေးကသူကပြစ်လို့ရတယ်သူ့ရဲ့အတွင်းခန်းကတော့ဘာမှထူးခြားတာမဟုတ်ဘူးသူကဒါပဲအဲ့တော့ဒီမှာတော့ကာစီလေးပြန်ပြီးပေါင်းလိုက်မယ်နော်
ကဲအဲ့တော့ကျွန်တော်တို့ဒါအချုပ်အဖြစ်ပြန်ပြောလို့ရှိရင်ဒီ set လေးကတော့ဒါကျွန်တော်တို့လုံးဝ play feature တွေတော်တော်များများကျွန်တော်တို့စုံလင်းလင်းပါဝင်နေ mini figure selection အဖြစ်ဆိုရင်လည်း mic တယ်ပေါ့နော်ဒါကနောက်နှစ်တွေအတွင်းမှာဆိုရင်တော့ဒါ Lego ရဲ့ Holy Grail လို့ပြောလို့ရတဲ့ set တွေထဲမှာတစ်ဆက်ပါဝင်ဖြစ်လာမှာဖြစ်တယ်ပေါ့နော်အဲဒီမှာကျွန်တော်တို့ဒါကတော့ကျွန်တော်နောက်ဆုံးအဆုံးသတ်နေတယ်ကျွန်တော်ကဒီ play set လေးဖော်ထားတာပေါ့နော်အဲတော့ဘီရင်ကတော့ထုံးစံတိုင်းဆိုသူ EE တောင်းပေါ့ဒီမှာတော့ဒီမှာနန်းတော်လေးရဲ့ဒီမှာဒီဘက်ဘေးတည်းလည်းဖြုတ်ချလို့ရတယ်ပေါ့နော်အဲကြရင်ဒီမှာကျွန်တော်တို့ရဲ့ဒီကာဝယ်ဖြစ်တဲ့စစ်သားလေးတွေကလည်းဘေးကနေမြားနေပြချမယ်ပေါ့နော်ဒီလိုမျိုးစိတ်ကြိုက်ကိုရဲ့ play feature လေးတွေကို storytelling လုပ်နေတဲ့ပုံစံတိုင်းလေးလည်းကျွန်တော်ပုံပေါ်လို့ရတဲ့ set လေးတစ်ခုဖြစ်တယ်ပေါ့နော်တကယ်လို့ဒါကိုကပြန်ပြီးတော့ခုချိန်မှာရှာပြီးစုမယ်ဆိုရင်လည်းကျွန်တော်ကတော့စုတင်တယ်လို့ recommend ပေးခြင်းတယ်ဗျဒါ2023လောက်မှာထွက်ခဲ့တယ်ဒီနန်းတော်အကြီးဆိုလည်းဒီတစ်ဆက်ပဲပါတာပေါ့နော်အဲဒီ series တွေမှာဆိုရင်ဒါကတော့ကိုက Lego lover တယောက်ဖြစ်တယ်ဒီ Lego ကားဆယ်ယူဆိုရင်လည်းစုချင်တယ်အဲ့လိုစုဖို့ plan နေလည်းရှိရဆိုရင်ဒီ set လေးကလည်းဝယ်ထားတဲ့ set တစ်ခုလို့ကျွန်တော်တို့ထင်ပါတယ်ကိုယ်တိုင်လည်းအဲ့လို condition ကောင်းကောင်းလေးတွေနဲ့ရှာဖွေနိုင်ကြပါစေလို့လည်းကျွန်တော်ကတော့ဆုတောင်းပေးချင်ပါတယ်ဗောနော်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ Lego ကာဆယ်လေးတွေနောက်ပြီးတော့ Ninja Go လေးတွေကျွန်တော်ထပ်ပြီးတော့ review လုပ်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube မှာရောကျွန်တော်ရဲ့ Facebook မှာ follow ထားပြီးလို့ရပါတယ်အားလုံးဆုံးဖြတ်ကြည့်ပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ် brother တို့နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ good night ပါ